ရှင်နေရမ်းခုန်နေတာ ခုံစရာလား ကဲမထူးတော့ပါဘူးဗျာနှစ်ယောက်တည်းရှိတဲ့အချိန်မှမပြောရင်ကျွန်တော်ပဲခံစားရမှာဗျာကဲပြောမယ်ဗျာ နင်ကဘာမှတ်နေလဲကျေးဇူးရှိရဆိုပြီးတော့စောင့်ရှောက်ထားနော်ကမ်းတက်မယ်တော့မကြံနဲ့ မသိဘူးဗျာဒီမှာလည်းထိန်းလို့မရတော့ဘူးပြောဖြစ်မှရင်ထဲမှာပေါ့သွားမှာ ဒီလောက်တောင်ဖြစ်လာဘာပြောမှလဲပြော စိတ်မဆိုးရဘူးနော် ပြောမှသာပြောစမ်းပါ ကျွန်တော်လေအမကို ဆက်ပြောလေ ဟုတ်ကျွန်တော်လာခဘယ်လောက်ပေးမှာလဲလို့ကျွန်တော်လာခဘယ်လောက်ရမှာလဲ 4000ဟေး4000